မင်္ဂလာပါခင်ဗျာရွှေသွားရွှေစကားစီစဉ်ရနေပြီးတော့ကြိုဆိုပါရခင်ဗျာကျွန်တော်နာမည်ကတော့ဆမင်းသားလေးစိုင်းရင်မိုးဖြစ်ပါတယ်သွားချိုင်းမှာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်လွန်ခဲ့တဲ့၄နှစ်လောက်ကကျွန်တော်ကြုံတွေ့ဘူးတယ်ပေါ့နော်သွားလေးကျွန်တော်ပိုးစားပြီးတော့ပေါက်ဖြစ်ခဲ့ဘူးတယ်အဲ့ရှိမှာကျွန်တော်သွားဖာဘူးတဲ့အမှတ်တရလေးတော့ရှိပါတယ်ဟုတ်ကဲ့လာသလားဆိုရင်တအားကြီးလာတယ်ထေလည်းမပါဘူးဒါပေမဲ့90ရာခိုင်နှုန်းလောက်ပေါ့နော်သွားလေးကကြီးလို့လာတယ်ဆိုပြီးတော့ပြောကြပါတယ်နံပါတ်ဘယ်လောက်လဲဆိုတော့ကျွန်တော်ခွန်လောက်တော့ကိုယ့်ကိုရမယ်ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ပြိတ္တတွေပေးတာကျွန်တော်မိသားစုတွေပေးတာအပြုံးမင်းသားလေးဆိုပြီးတော့ပေးကြတာကိုယ့်ကိုပေးတာမဟုတ်ဘဲနဲ့ကျွန်တော်မိသားစုတွေပေးတာဖြစ်တဲ့အတွက်ခွန်လောက်တော့ရမယ်ထင်တယ်ချစ်တဲ့စိတ်နဲ့ကိုတိုးပေးတော့တိုးပေးတာခွန်လောက်တင်ကျွန်တော်မမေပေါ့နော်ယင်းဒီတော့ကျွန်တော်မမေအသက်ကြီးတော့အမေက80ကျော်ဆိုတော့သွားတွေကျိုးတယ်ပေါ့နော်အဲ့ချိန်မှာမမေသွားစီကံသွားပြီးတော့မှကျွန်တော်လိုက်ပြီးတော့သွား site ပေးဦးတယ်ပေါ့နော်အဲ့ဒါတော့အမှတ်တရဟုတ်သွားတော့မညီကျွန်တော်ညီကိုနည်းနည်းအဆင်ပြေရလို့ထင်တယ်သွားလေးကကျွန်တော်ကနည်းနည်းဝါတဲ့ထဲပါတဲ့အတွက်ဖြူတဲ့ဘက်ကိုသွားချင်တယ်သွားလေးတော့ဖြူချင်တယ်အတိတ်တော့မလုပ်ဖြစ်ဘူးဗျာဟုတ်မနေ့တခါညတခါတော့ပုံမှန်ပေါ့သွားတိုက်ဖြစ်ပါတယ်ဟုတ်ဘယ်နှစ်လောက်စကြည့်4နှစ်လောက်ကစကြည့်တာပေါ့နော်အမှတ်တရပြောရမယ်ဆိုကျွန်တော်တို့ရွာဘက်ကျွန်တော်ကကတာမျိုးနဲ့ငါလည်းလေးနေရဆိုတော့ရွာဆိုတော့သွားကြွရင်ဖေဖေမေတို့ကလည်းစကြွတယ်ဆိုတော့ခေါင်းမိုးပေါ်အိမ်ခေါင်းမိုးပေါ်ကိုနောက်ပြန်လှည့်ပြီးတော့အဲ့ဒါမှသွားပေါက်တာဆိုပြီးတော့အဲ့ဒီကလေးတွေးပေါ့ကြွက်ကလေးနှစ်သွားငါဘေးငါသွားနေယူဆိုပြီးတော့အဲ့လိုပြစ်ခဲ့တဲ့အမှတ်တရလေးတွေကတော့ဒါငယ်ဘဝအမှတ်တရအဲ့လိုမျိုးအမှတ်တရရှိလားဆိုတော့နည်းနည်းငယ်တော့ကကျွန်တော်ချီဘူးចောင်းပွဲမှာပြေးတော့နည်းနည်းပြေးနေတယ်တမိုးတွေကလည်းသွားကြိုးကျင်နေတာပါချီဘူးပြေးတော့ကလေးဆိုတော့နှစ်ယောက်သားဟန်ချက်မယူနဲ့အရှိမောက်ရက်လဲသွားကြိုးရတယ်အဲ့ဒါတော့မနှုတ်ပါဘူးနဲ့ကြိုးရတယ်အမှတ်တရခဏမေးလဲရှိလဲဆိုတော့မေတော့ကတော့ကျွန်တော်အဲ့လိုမျိုး line ပေါ်မှာရှာပြီးတော့ပဲအရင်ဆုံးဆရာဝန်နဲ့တိုင်ပင်နေဘယ်လိုလုပ်ရမလဲဆိုတော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှ line ပေါ်ဆရာဝန်နဲ့ပဲတိုင်ပင်ပြီးတော့မှဗန်လေးကိုသွားပြီးတော့ကျွန်တော်တို့သွားဖားတာတွေနှုတ်တာတွေလုပ်ဖြစ်တယ်ပေါ့နော်အရှိတော့ application သိပါတယ်ခင်ဗျအဲ့တော့နဲ့ပဲကျွန်တော်သွားဖြူကျင်တာပေါ့နော်ဖြူကျင်တဲ့ဘက်ကိုသွားကျင်တော့ငါသွားပြီးတော့ဒီအရာတွေကိုစေကမှာသွားချွတ်ရင်စိုးကျိုးနဲ့ကောင်းကျိုးဘာတွေရှိမလဲဆိုမှအဲ့မေးဦးတဲ့အမှတ်တရလေး application ကနေပြီးတော့မေးဖြစ်ပါတယ်ဟုတ်သွားတဲ့ green ကျမ်းမာရကျွန်တော်တို့ကအများကြီးတော့မသိဘူးဒါပေမဲ့မနေ့တခါအဲ့ရဝင်တခါတော့ပုံမှန်တိုက်ချင်းအဖြစ်ကျမ်းမာရနဲ့ညီညွတ်မယ်လို့ထင်တယ်နောက်ပြီးတော့ကျွန်တော်တို့ပုံနေပါတွေစားတာဆက်လေးတွေပါတွေတောက်တာလဲကျွန်တော်အမြင်ပေါ့နော်ဒီသွားကိုဆိုးကျိုးတွေအများကြီးရှိစေတဲ့အတွက်ကိုမစားဆက်လေးမတောက်ရင်တော့သွားအတွက်အကောင်းကျိုးတွေအများကြီးရမှာထင်ပါတယ်သွားနေ green ကျမ်းမာရေးအတွက်ဘာပဲလို့ရွှေသွားမှာမေးပါ